မင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုပါရစေဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဘဝမှာအောင်မြင်လာမဲ့သူတွေစောစောနားလည်သွားတဲ့သင်ခန်းစာ9ခုဖြစ်ပါတယ်မိတ်ဆွေတို့ရေလူတိုင်းအောင်မြင်ခြင်းကြပါတယ်လူတိုင်းပိုကောင်းတဲ့ဘဝပိုကောင်းတဲ့ဝင်ငွေပိုကောင်းတဲ့အနာဂတ်ကိုလိုချင်ကြပါတယ်ဒါပေမဲ့လူတိုင်းတူညီတဲ့ရလဒ်မရကြပါဘူးဘာကြောင့်လဲကွာခြားချက်ကတချို့လူတွေဟာဘဝရဲ့အရေးကြီးတဲ့သင်ခန်းစာတွေကိုစောစောနားလည်သွားကြပါတယ်။တချို့လူတွေကတော့နှစ်ပေါင်းများစွာကြာပြီးမှသိလာကြပါတယ်။ဒီနေ့ပြောမယ့်အချက်တွေကိုစောစောသိထားရင်သင်ရဲ့နောက်ထပ်9နှစ်10နှစ်ကိုပြောင်းလဲပေးနိုင်ပါတယ်။တဲ့အချိန်ဟာအကြီးဆုံးပိုင်ဆိုင်မှုဆိုတာသိလာတယ်။ငွေဆိုတာဆုံးရှုံးသွားရင်ပြန်ရှာနိုင်ပါတယ်။ဒါပေမဲ့ကုန်သွားတဲ့အချိန်ကိုဘယ်တော့မှပြန်မရနိုင်ပါဘူး။အောင်မြင်လာမဲ့သူတွေကအချိန်ကိုဖြုံးမပစ်ပါဘူးသူတို့ကအချိန်ကိုရင်းနှီးမြှုပ်နှံပါတယ်တဏှာရီကိုအသိပညာအတွက်သုံးတယ်တဏှာရီကို skill တိုးတက်ဖို့သုံးတယ်တဏှာရီကိုအနာဂတ်အတွက်ပြင်ဆင်တယ်သင်ဒီနေ့သုံးတဲ့အချိန်ကနောက်တစ်နေ့သင်ဘဝအဆင့်ကိုဆုံးဖြတ်ပါတယ်နှစ်အတွေးပြောင်းမှဘဝပြောင်းတယ်ဆိုတာသိတယ်လူအများစုကငွေရှိလာရင်ငါပြောင်းမယ်လို့တွေးကြပါတယ်ဒါပေမဲ့တိုးတက်လာတဲ့သူတွေကငါပြောင်းမှရလက်ပြောင်းမယ်ဆိုတာသိပါတယ်အတွေးကဆုံးဖြတ်ချက်ကိုဖန်တီးတယ်ဆုံးဖြတ်ချက်ကအကျင့်ကိုဖန်တီးတယ်အကျင့်ကဘဝကိုဖန်တီးပါတယ်၃တင်ယူမှုကိုမရက်တင်ဘူးဆိုတာသိတယ်ကြောင်းပြီးတာနဲ့တင်ယူမှုပြီးသွားတာမဟုတ်ပါဘူးဘဝတိုးတက်ခြင်းရင်ဆက်လေ့လာဖို့လိုပါတယ် skill အသစ်တွေနည်းပညာအသစ်တွေအတွေ့အကြုံအသစ်တွေဒါတွေကတင့်တန်မိုးကိုမြင့်တင်ပေးပါတယ်။တင်တိုးတက်လာတဲ့အခါတင့်အခွင့်အရေးတွေလည်းတိုးလာပါတယ်။၄ငွေကိုထိန်းချုပ်ရမယ်ဆိုတာသိလာတယ်။ဝင်ငွေများတာနဲ့ချမ်းသာတာမတူပါဘူး။အရေးကြီးတာကရလာတဲ့ငွေကိုဘယ်လိုစီမံတယ်လဲဆိုတာပါ။အောင်မြင်လာမဲ့သူတွေကငွေကိုလေးစားတယ်။အသုံးမပြုခင်စဉ်းစားတယ်။အနာဂတ်အတွက်ပြင်ဆင်ပါတယ်။ငါလူတိုင်းကိုကျေနပ်အောင်မလုပ်နိုင်ဘူးဆိုတာသိတယ်။ဘဝမှာလူတိုင်းရဲ့အမြင်နောက်လိုက်နေရင်ကိုယ်လန်းကိုပျောက်သွားနိုင်ပါတယ်။အောင်မြင်လာတဲ့သူတွေကကိုယ့်ရည်မှန်းချက်ကိုသိတယ်။ကိုယ့်တန်ဖိုးကိုသိတယ်။ကိုယ့်ဆုံးဖြတ်ချက်အတွက်တာဝန်ယူပါတယ်။၆အမားတွေကသင်ခန်းစာဆိုတာသိတယ်။ဘယ်သူမှအစကတည်းကပြည့်စုံပြီးမအောင်မြင်ပါဘူး။အမားတွေရှိပါတယ်။ရှုံးနိမ့်မှုတွေရှိပါတယ်။ဒါပေမဲ့အောင်မြင်သူတွေကအဲ့ဒီနေရာမှာမရက်ပါဘူးသူတို့ကတင်ယူတယ်ပြန်ပြင်းတယ်ပိုကောင်းအောင်လုပ်ပါတယ်ခုနစည်းကမ်းကစိတ်အားထက်သန်မှုထက်အရေးကြီးတယ်စိတ်အားထက်သန်မှုကတစ်ခါတလေပျောက်နိုင်ပါတယ်ဒါပေမဲ့စည်းကမ်းရှိတဲ့သူကဆက်သွားနိုင်ပါတယ်နေ့တိုင်းသိငယ်တဲ့အလုပ်တွေကိုဆက်လုပ်နိုင်ခြင်းကကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပါတယ်ရှစ်ပတ်ဝန်းကျင်ကဘဝကိုတက်ရောက်တယ်ဆိုတာသိတယ်တင်နဲ့အနီးဆုံးနေတဲ့သူတွေကတင့်အတွေးကိုတက်ရောက်ပါတယ်တိုးတက်ချင်သူတွေနဲ့နီးစပ်ရင်တိုးတက်တဲ့စိတ်တွေပိုရလာပါတယ်ကိုစတင်ဖို့အကောင်းဆုံးအချိန်ကဒီနေ့ဆိုတာသိတယ်လူအများစုကအချိန်ကောင်းရင်စမယ်လို့စောင့်နေကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေကသိပါတယ်အချိန်ကောင်းဆိုတာစတင်ပြီးမှဖြစ်လာတာပါဒီနေ့တင်းငယ်တဲ့ခြေလမ်းတစ်ခုစလိုက်ပါမိကုံမိတ်ဆွေတို့အောင်မြင်တဲ့ဘဝဆိုတာတနေ့တည်းမဖြစ်လာပါဘူးနေ့စဉ်အတွေးတွေဆုံးဖြတ်ချက်တွေလုပ်ရက်တွေကနေတိဆောက်လာတာပါဒီနေ့တင်ယူပါဒီနေ့ပြောင်းလဲပါဒီနေ့စတင်ပါနောက်တစ်နေ့မှာဒီနေ့ဆုံးဖြတ်ချက်ကိုကျေးဇူးတင်နေပါလိမ့်မယ်ဒီကိုခုထဲမှာတင့်အတွက်အရေးကြီးဆုံးသင်ခန်းစာကဘဲချက်လဲ Like, share, subscribe. Life Guide ဘဝလမ်းညွှန်